တက်ချင်းနေကလူသားတွေအတွက်တော့ချစ်တူညာနေဖန်ဆင်းပေးခဲ့တာပဲ တိတ်ချစ်နေတဲ့လူသားတွေအတွက်တော့ချစ်သူများနေဖန်ဆင်းပေးခဲ့တာပဲ What the fuck? နော် ညောင်မင်းအောက်ကရုပ်ချူချူနဲ့ရုပ်ကကြိုးအတွက်တော့မလိုအပ်ဘူး ညောင်မင်းအောက်ကရုပ်ဆူဆူနဲ့ရုပ်ကဆိုးတွေအတွက်တော့မလိုအပ်ဘူးအဲ့ဒါမင်းတို့ပြောတာ ရိုင်းနေနော်ဆောက်တော့သားလေနော်ဆောက်တော့သား နော် ပိုင် ရောဘာကြီးတော့ဘိုင်ဟမ်ဘိုင်သဘောကျတယ်ခဏလေးသဘောကျလို့နောက်တစ်ခေါက်လောက် တက်ချင်းနေကလူသားတွေအတွက်တော့ โอเค ချစ်တူညာနေဖန်ဆင်းပေးခဲ့တာပဲညောင်မင်းအောက်ကရုပ်ချူချူနဲ့ရုပ်ကကြိုးအတွက်တော့မလိုအပ်ဘူးပိုင် ကအဲ့ရှေ့ရစားသားကြီးအဲ့လောက်မကြိုက်ဘူးအနောက်ကအဲ့ဘိုင်အဲ့ဒါကိုတားကြိုက်တာနော်အဲသူ့တကူလုံးမှာကြိုက်တာဆိုဆွဲကြိုးရှိသေးတယ်သဘောပေါက်လားဆွဲကြိုးကတော့တော်တော်လေးသဘောကျတယ်နော် ဝေဖန်နေတာ ငါနဲ့လာမတူနဲ့တူလို့မတူရင်ရှက်စရာကြီး နော်လုံးဝဖြုတ်ချက်99 black တနခါဘဲကြောင့်လိမ့်ထားရဆိုရင်မှသွားရှုပ်လို့မရဘူးဘာလဲမတူရင်မတူနဲ့မတူဘဲနဲ့တူရင်ရှက်စရာကြီးသဘောပေါက်လားသဘောကျတယ်နော် အားလုံးနှစ်ယောက်ကိုပြတ်အောင်လို့ဂျားတွေကနေတော်ဦးတင်လာလို့စေးထိုးတာလို့တက်မှုကြီးလို့တက်မှုလေးလို့လာမတော့နဲ့ဘယင်မအောင်လို့ရင်ဘယင်ကိုကြော်ပြီးမှရမယ်တို့ မပြောချင်တာဘာလဲရှော့ဘယင်ကိုလည်းမကြော်ပါဘူးဘယင်မကိုလည်းမယူပါဘူးပေါ့နော်ကိုပေါင်အေးချမ်းလေးနေပါကျွန်တော်လည်းအေးချမ်းလေးနေပါရစီပေါ့နော် ဒီနော်ခြေသားရတာပါပေါ့ ဘုမခိုးချွဲနေတာလူမိကုန်ပြီသဘောပေါက်လားနော်အေးလေဘုမခိုးຫນွယ်နေတာသဘောပေါက်လားခိုးຫນွယ်နေတာနော် ဆင်းမလား အဲ့ဒါဘာလောက်တာလဲအဲ့ဒါဘာလောက်တာလဲဟိုမှာအတွဲဟိုဘက်တွဲဒီဘက်တွဲရှိတယ်မိတ်ဆက်ကြတယ်ဟိုကောင်မလေးကသူ့ကောင်လေးကိုမိတ်မဆက်လို့ပေါ့ဒါသူ့ကောင်လေးကိုပြန်ဆွဲပြီးတော့ခြိတယ်ဘာအကွက်လဲအဲ့ဒါဘာအကွက်လဲ 炸你瓜，把我赢了你。 ထင်ပြီးမယ်အဲ့ဒါဘာအကွက်လဲဖြစ်တယ်လားဖြစ်တိုင်လားဖြစ်ကောင်းလားဒီဇလန်းတွေကဒါနန်းနေတယ်ကိုလုံးမီးရဲ့လူကိုပါယူကျင်တယ်တကယ်သဘောပေါက်လား ကိုတိုင်ဆက်ထားတယ်မမဆိုတဲ့တခြင်းတစ်ပုတ်ဆိုပြကြပါ ဆိုပြပါ မမကစောင်းရန်လာမမကိုမြင်လာတဲ့ကျွန်တော်တန်းကျွေး ဟာမအဲ့ကာယံအဲ့လိုမျိုးဖြစ်ရမှာမဟုတ်ဘယ်လိုလဲဆိုတော့မမကစောက်ရမ်းလာမမကိုမြင်တာနဲ့ကျွန်တော်ကတန်းအေးကြွေပဲကောင်းပါလေနော်ဒါတော်တော်ဆရာကြလို့ကာယံကိုတစ်မျိုးပြောင်းသွားအောင်ဆိုပလိုက်တာနော်သဘောကျနေပြီစံနာထောင်မယ်နော် မမကလှပလုံးလို့ကျွန်တော်ဟာတော်တော်လေးစိတ်ဝင်စား မမကရမ်းလာလို့တော့ကျွန်တော်ကတော်တော်လေးစိတ်ဝင်စားမိုက်နေပြီရောက်နေ တခြားမိန်းမတွေတဲ့အများကြီးဒါမမကိုမမြင်ချင်းကျွန်တော်တဘောကြမမကစောင်းရန်ချောလို့ကျွန်တော်ဟာကြိုက်သွားတယ် မဟုတ်ဘူးကွာမင်းကကျွန်တော်ဟာတွေကများနေတယ်နော်ကျွန်တော်ဟာစောက်ရမ်းကြိုက်သွားတယ်ဆိုတော့ဘာကိုကြိုက်လို့ကြိုက်မှန်းမသိကျွန်တော်ဟာစောက်ရမ်းကြိုက်သွားတယ်အဲ့လိုမျိုးဖြစ်ရမှာသဘောပေါက် ဝေဖန်နေတာ ကျွန်တော်ဟာစောက်ရမ်းကြိုက်သွားတယ်ဆိုတော့ မမကိုကျွန်တော်မတရားကြီးကိုချစ်တယ်မမကလှပမိကြအောင်ဖြစ်တယ်မမကစောင်းရန်ချောလို့ကျွန်တော်ဟာတော်တော်လေးကြိုက်တယ်မမကိုကျွန်တော်မတရားကြီးကိုချစ်တယ် မင်းကမတော်မတရားကြီးချစ်ရတာနဲ့အသေးအတန်ချစ်ရတာနဲ့တော့လုံးဝတအားကိုချစ်နေတာတအားကိုချစ်တာကိုတအားကိုပုံဖော်နေတာသဘောပေါက်လား မမကလှပမိကလေးပြောင်းလေးဖြစ်တယ်မမကစောင်းရန်ချောလို့ကျွန်တော်ဟာတော်တော်လေးကြိုက်တယ်မမကကျွန်တော်ရဲ့လက်တွဲဖို့ကျွန်တော်ကိုတည်တဲ့ဒီစတွဲနော် မဟုတ်ကွာငါပြောချင်တာအဲ့လိုမင်းကမမကိုစောက်ရမ်းချစ်စောက်ရမ်းကြွေတယ်အဲ့လိုတွေရှောက်ပြောမနေနဲ့မမကိုကျွန်တော်ချစ်တယ်မမကျွန်တော်နဲ့လက်ထပ်မလားမမနဲ့ကျွန်တော်နဲ့ယူပြီးကလေးတွေမွေးကြမယ် What the fuck? ဘာညာတရကအဲ့လိုပဲပြောလိုက်တော့သဘောပေါက်လားပြောချင်တာနောက်လေးနည်းနည်းစုံအိမ်မှာဘယ်သူရှိလို့လဲသဘောပေါက်လားဒီမှာနှက်ခိုင်းနေလဲထိုးမိရော မမကချစ်တယ်လို့အပြေးလိုက်တော့ကျွန်တော်ရဲ့စိတ်တွေစောက်ရန်ပြော သူပြောတဲ့မမဆိုအောင်ဒီဗီဒီယိုလေးပို့ပေးလိုက်နော်အဖြေတခါလေးရသွားအောင်လို့နော် မမကိုကျွန်တော်မတရားကြီးကိုချစ်တယ်မမကလှပမိကလေးတယောက်လည်းဖြစ်တယ်မမကစောင်းရန်ချောလို့ကျွန်တော်ဟာတော်တော်လေးစိတ်ဝင်စား စ
စောက်ရမ်းကောင်းပါတယ်စောက်ရမ်းကောင်းပါတယ်သူတချင်းကစောက်တွေများတယ်ဒါအားတွေကြိုက်တယ်ဆိုတော့ကိုကလည်းစောက်ရမ်းကြိုက်ပါတယ်သဘောပေါက်လားစောက်ရမ်းကြိုက်တယ်